Hello အားလုံးပဲမင်္ဂလာပါဆွေဝိုက်ပေးရှာမဲ့ခိုင်ပါကဲမဲ့ခိုင်ကတော့ဒီနေ့ရုံချမ်းစိန်မှာစားမှာဖြစ်ပါတယ်အရင်ဆုံးသူတို့ရှိကရှောင်းလုံးပေါင်းရယ်ပြီးရင်လက်မပေါက်စီရယ်မိခိုင်ကတော့ခြုံချင်းမာလာခောက်ဆွဲမှာထားတယ်အသားလေးနဲ့ပေါ့နော်မဲသားနဲ့မှာထားတယ်ဒါလေးကတော့ရှောင်းလုံးပေါင်းမှာပေါက်စီဟင်းရင်ပေါ့နော်အဓိကမဲ့ခိုင်ပြောချင်တာလေသူကအရည်လက်ကောင်းတယ်အသားလက်ကောင်းတယ်ဒါပေမဲ့အပေါ်ခုံပေါ့နော်အဲ့ဒီအပေါ်ကကျတော့နည်းနည်းလေးမာတယ်ကွာပြောချင်တာကလည်းအသားပပလေးနဲ့လေပြောလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်အထက်ကအစားတော့ကောင်းတယ်နည်းနည်းလေးတော့ပူတယ်နော်ဒါလေးကတော့ဟင်းပေါက်စီစားနေလေးပေါ့နော်အဲ့လိုမျိုးအထုပ်ကိုလေသူတို့ဖောက်ပြီးတော့အရည်လေးစုပ်ရပါဆိုတော့တအားပူတယ်မဲ့ခိုင်တောင်နည်းနည်းလေးပူသွားတယ်ဒါလေးကလည်းလက်မပေါက်စီပေါ့နော်သူ့အထက်ကအသားလေးလည်းကောင်းတယ်ကွာအထက်မှာပဲကြဆန်လေးလည်းပါတယ်ပေါ့နော်အရသာလေအထက်အသားကိုတော့ကြိုက်တယ်အသားတော့မခိုးတာအသားများတယ်ပေါ့နော်အပြင်ခွန်လေးပဲနည်းနည်းလေးထူတာမျိုးဖြစ်နေတာပျော့ပျော့အီလေးဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်အချင်းလေးနဲ့စားလိုက်တော့မှလုံးဝလက်ဆက်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာလေပေါက်စီလေးလည်းများတယ်ကွာအပေါင်းလေးတွေများတယ်ပေါ့နော်မဲ့ခါကတော့ဒီခောက်ဆွဲကိုခြုံချင်းနဲ့မစားဘဲနဲ့တငယ်ချင်းစားတယ်မာလာချင်းဆက်ရတာလေးပေါ့နော်အဲ့လိုလေးစားစီခြင်းနဲ့အဲ့ဒါဘူးစားအောင်ဒီခြုံချင်းကကြတော့ပေါ့နော်မဲ့ခါကျတော့အစီလျှော့အဲ့လိုမျိုးမှားလိုက်တဲ့အတွက်နည်းနည်းလေးအရသာလေးပေါ့သွားတယ်ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ပြင်ခိုင်းရင်တော့ကောင်းပါတယ်ကဲလိပ်စာလေးကတော့ကျွန်းတော်လည်းမှရှိတာပါ